ဒီတတဝါလေးတွေဟာလူသားတွေအတွက်တကယ်ကိုအရေးပါတယ်လို့တင်ကိုယ်နိုင်လဲသူတို့ကိုစားဖို့အခွင့်အရေးအများကြီးရှိပါတယ်သူတို့ကတော့လေကနန်း rice field crabs လေးတွေပဲဖြစ်ပါတယ်လေသမားတွေဟာဒီကနန်းပေါက်လေးတွေကိုထောင်နဲ့ချီပြီးဝယ်ယူကသူတို့ရဲ့စပါးခင်းတွေကိုလွှတ်ပေးထားတတ်ကြပါတယ်လေကွင်းထဲမှာဒီကနန်းလေးတွေဟာစပါးပင်ကိုခက်စီးမဲ့ပိုးမွှားတွေနဲ့ပေါင်းမင်တွေကိုစားတောက်ရင်တဖြည်းဖြည်းကြီးထွားလာကြပါတယ်ဒါကြောင့်ဓာတုပိုးသက်ဆေးတွေသုံးเสียမလို့ပဲစပားပင်တွေကိုကျမ်းမာစေသလိုသူတို့ရဲ့စွန့်ပစ်ပစ္စည်းတွေကလည်းမြေစီလွားကိုပိုမိုကောင်းမွန်စိုးပြေးစေပါတယ်။လာအနှဲငယ်ကြလို့ကနန်းလီကြီးထွားလာတဲ့အခါမှာတော့လယ်သမားတွေကပြန်လဲဖမ်းယူပြီးဈေးကွက်ထဲမှာပြန်လဲရောင်းချကြပါတယ်။အဲ့ဒီကမှကစင်းဒီကနန်းလေးတွေဟာကျွန်တော်တို့ရဲ့သမင်းဝိုင်းပေါ်တာအရသာရှိတဲ့ဟင်းလျာတွေထစ်လာကြတာပါ။တဘာဝရဲ့အံဖွဲတစ်ခုပါပဲ။အားလုံးပဲဘေးရန်ကင်းကြပါစေဗျာ like and share လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်